ဒီနေ့မှာတော့ quiet နဲ့ quiet အတန်ထွက်နဲ့စာလုံးပေါင်းနီးစပ်ပေမဲ့အတိတ်ပဲနဲ့အတုံးလုံးချင်းကွဲပြားပုံတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ sharing my Josephine မှာပြန်လည်ကြိုဆိုပါတယ်ပထမတစ်ခုအနေနဲ့ quiet ကနာမ်ကိုအထူးပြုတဲ့ adjective လို့ခေါ်တဲ့နာမဝတ္တနာဖြစ်ပြီးတော့တိတ်ဆိတ်တော်ငြိမ်သက်တော်လို့အတိတ်ပဲရပါတယ်အရာဝတ္ထုတစ်ခုဒါမှမဟုတ်လူတဦးရဲ့အခြေအနေကိုဖော်ပြတဲ့အခါမှာသုံးပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် please be quiet the baby is sleeping ကျေးဇူးပြု၍ကလေးအိပ်နေလို့တိတ်နေပေးပါ I'm a quiet person and don't talk much ကျမကစကားတိတ်မပြောတဲ့တင်းငိမ်သူတစ်ယောက်ပါ The library is a quiet place to study စာကြည့်တိုက်ကစာဖတ်ဖို့တိတ်ဆိတ်တဲ့နေရာတစ်ခုပါနောက်တစ်ခုအနေနဲ့ QUINTE quiet ကတော့ကရိယာကိုအထူးပြုတဲ့ကရိယာဝိသေသနာလို့ခေါ်တဲ့ adverb ဖြစ်ပြီးအတော်လေးအတော်တင့်လုံးဝအမှန်တကယ်စသည်ဖြင့်အတိတ်ပဲအမျိုးမျိုးရှိပါတယ်တစုံတစ်ခုရဲ့အတိုင်းအတာဒါမှမဟုတ်ပမာဏကိုပိုပြီးပေါ်လွင်ထင်ရှားအလေးပေးပြောချင်တဲ့ချိန်မှာသုံးပါတယ်ဥပမာနဲ့ပြောရမယ်ဆိုရင် she is quite a good singer သူမအတော်လေးကောင်းတဲ့ဆိုတော့တယောက်ပါ Are you quite sure မင်းလုံးဝသိချပြီလား I'm not quite ready အလုံးဝအစင်းမဖြစ်သေးဘူးဒီလောက်ဆိုရင်တော့ QUINTE quiet နဲ့ QUIET quiet ကိုနားလည်တပတ်ပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်အပြင်မှာတော်တော်လေးအေးတယ်ဒါဆိုရင်တော့ဒီစာကြောင်းကို English လို့ comment မှာရေးသွားပေးကြပါဦးเนาะနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်အားလုံးပဲ bye bye